嘿，ဒီမှာဗျဒါခင်ဗျပတ်ဆိုင်လားဟုတ်တယ်မင်းဘယ်ရရလဲငါပဆိုင်ကိုခိုးရတာလားဟမ်ဟာခင်ဗျဘယ်လိုလုပ်လဲဟိုနားမှာခင်ဗျပေါမိတဲ့ကအဲ့ဒီအိတ်ထွက်စားလာတွေ့လိုက်လို့လိုက်ပေးရလေဘာလို့လူမျိုးတခိုးလဲပါလိမ့်နဲ့ရုပ်ကိုတေချာကြည့်ပြအော် sorry ပါဗျာကိုကစိတ်မြန်လက်မြန်ရှိတယ်လို့အမားလေးဖြစ်သွားတယ်တကယ်တောင်းပန်ပါတယ်ကွာရပါရဲ့ဗျာအဲ့လိုမလို့ပါဘူးဒါဆိုကျွန်တော်သွားရမယ်နော်ခဏနေပါအောင်ဗျာကျွန်တော်ကော်ဖီတိုက်တဲ့ပြစီကျေးဇူးပြန်ဆက်တာပါโอเคလေဒါဆိုလဲခင်ဗျတော့ပါဒါနဲ့မင်းရဲ့နာမည်ဟာရှင်းတတ်မှာကိုယ့်ရဲ့နာမည်ဟာလွင်ဦးပါဒါနဲ့ဘာတော့မလဲမှားလေးရှင်ရပါတယ်ခင်ဗျားစင်ပြပဲမှားလိုက်ပါဟုတ်ပါပြီဗျာကိုကအခုလိုအစောပိုင်းနေဆိုရင်နွားနုဝယ်တောက်လေးရှိတယ်ညီလေးနွားနု2ခွက်လောက်ချပေးပါဦးဟာဟဲ့လူဘာလို့စိုက်ကြည့်နေရလဲအော် sorry နော်ကိုနှခမ်းနာမှာမလိုက်နေပြေးနေလားလို့လာနောက်ကိုတော့ပေးမယ်လေဟာရပါတယ်ကိုကတော့လိုက်ပြီလာပါကိုတော့ပေးမယ်လာကိုနောက်တို့အမလေးဘယ်တော့ဟောရှင်ရရလားဘယ်နှနာသားသေးလဲတော်သေးရပါကွာကိုအချိန်မီလမ်းဖမ်းပြီလို့ဖြည်းဖြည်းပေါ်ရှင်ရဲ့ဟာဟဲ့လူကျွန်တော်လုံးခင်ဗျားဖတ်တာတက်ဆွချနေပြီအော်ဟုတ်သားပဲထိကြိုက်တော့မှစိုးလို့ပါကွာဟာဘယ်လိုလဲမသိဘူးတော်ပြီဗျာတော်ပြီဟောဒီကလေးနဲ့တော့ကွာရှက်သွားပြီထင်ပါတယ်ဟေးနေဦးလေရှင်